ကြလဲပြောကြည့်ပါနှုတ်ကထုံညီညသက်ညီတင်းကြီးခံလဲညသက်ပဲတော်တယ်နှုတ်ကထုံညီညသက်ညီသဲညီခံလဲညသက်ပဲဆိုပြီးဆရာတို့ကခွဲလိုက်ကြပါတယ်ဟာနှုတ်ကထုံညီတာညီတွားညီညူညီချင်းတေးဆိုညီခိုညီဒါတွေဆိုရင်ညနဲ့ညီမယ်ဟောငါနဲ့ညီတာကြတော့ဗျာနှုတ်ကထွက်တာမျိုးမဟုတ်ဘူးဗျာညီငွေတယ်ရှုမညီနာညီညီဝေဝေအဲ့ဒါမျိုးတွေကိုပြောရင်တော့ငါနဲ့ညီပေးရမှာဖြစ်ပါတယ်ဒီတော့ဒါတို့တပီတော့မှတ်လိုက်ကြတဲ့အခါမှာနှုတ်ကထုံညီညသက်ညီသဲညီခံလဲညသက်ပဲလို့မှတ်တာပေါ့ကဲဒါဆိုနောက်တစ်ခုဗျာဆရာကပြောတဲ့ထဲမှာနော်ရက်ပင်းကြက်နဲ့ရက်ရစ်ကြက်လေးကိုဆရာပြောဘူးတဲ့အဲ့ဒါကြတော့ဘယ်လိုလေးများမှတ်ဘူးလို့ဒါတို့တမီတို့ကရောခြင်းခြောင်ခြင်းမရှိတဲ့အခါရက်ပင်လေးနဲ့ကြက်လိုက်ပါဟုတ်လားဟုတ်ပါဆရာဟုတ်တယ်နော်အဲ့တော့ဆရာတို့ကရောခြင်းခြောင်ခြင်းမရှိတဲ့အခါရက်ပင်လေးနဲ့ကြက်လိုက်ပါဆိုတော့ကာကြီးရက်ပင်ပတ်သက်နဲ့ကြက်ရမယ်ဟာပြည့်ကြက်လူကြက်ရင်ကြက်ကြက်သက်ကျင်းကြက်အဲ့ဒါမျိုးတွေဆိုရက်ပင်နဲ့ကြက်မယ်ရဲရင်နဲ့ကြက်တာဘယ်လိုနေရာမှာသုံးတာလဲဆိုတော့မကွဲမကွာပြစ်စေသည်စောင့်ကြက်ကြည့်ရှုသည်ဟာကြီးကြက်တယ်စောင့်ကြက်တယ်စီးကြက်တိုင်းကြီးကြက်ရေးမှုပြီးရင်ထက်ကြက်မကွာဒါမျိုးတွေကိုပြောချင်နော်ရဲရစ်လေးနဲ့ကြက်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုဗျာစာလုံးငါသက်စင်ရဲ့စာလုံးညာကလေးသက်စင်ရဲ့ကြတော့မှတ်မိသေးလားဘယ်လိုပြောอ่ะဒီတန်းမှတ်မထားအောင်เนาะအခြားတန်းတွေဆိုမှတ်မိတယ်ဗျတက်ချင်းတင်ချင်းညစ်ကြေးကင်းမှတ်ချင်းစတွင်ငါသက်ပင်တက်ဖို့လှုပ်ထားတယ်တင်ဖို့လှုပ်ထားတယ်အညစ်ကြေးကင်းတယ်အကောင်းဆုံးလို့ပြောတယ်ဆိုရင်စာလုံးငါသက်နဲ့ဆင်ရမယ်ဟာတက်ဖို့လှုပ်ထားတယ်ဆိုတော့ဆင်မြင့်လေဇက်ဆင်လေစုပေးဝဲဆင်မြင့်လေစတိတ်ဆင်လေဒါကြောင့်တက်ဖို့လှုပ်ထားတာဟာတက်ဖို့လှုပ်ထားရင်စာလုံးငါသက်ဆင်ပေါ့တင်ဖို့လှုပ်ထားတယ်ရေအိုးစင်စာအုပ်စင်ဒါဆိုတင်ဖို့လှုပ်ထားတယ်အဲ့ဒါဆိုငါသက်ပဲပေါ့နော်အညစ်အကြေးကင်းတယ်ဖြူစင်တန့်စင်ကြည်စင်ဒါမျိုးတွေပြောမယ်ဆိုရင်စာလုံးငါသက်စင်အကောင်းဆုံးဆိုတော့လက်ရွေးစင်ကိုပြောတာဟာလက်ရွေးစင်လို့ပြောရင်လည်းစာလုံးငါသက်နဲ့စင်ပေးရမယ်ဒါဆိုရင်တက်ချင်းတေချင်းညစ်ကြေးကင်းမှတ်ချင်းအကောင်းဆုံးတွင်ငါသက်ပင်ဆိုပြီးမှတ်လိုက်ရင်စာလုံးငါသက်စင်နဲ့စာလုံးညကလေးသက်စင်လေးကိုသားတို့သမီးတို့ခွဲတတ်သွားပါလိမ့်မယ်စလိန်နာသက်ဆန်နဲ့စလိန်သေးသေးတင်ဆန်ကြတော့သားတို့သမီးတို့ကဘယ်လိုလေးများမှတ်ထားလဲဗျစစ်အစံစားတော့အမြင်နေအမြင်အတန်တိတင်ဆန်အစစ်အဆန်နာသက်ဆန်အမြင်တရန်တေးသေးတင်ဆန်မှန်တယ်ဗျာနော်အစစ်အဆန်ကိုပြောမယ်ဆိုရင်ဆရာတို့ကနာသက်လေးနဲ့ရေးရတယ်အမြင်တရန်လို့ပြောရင်တေးသေးတင်အဲ့တော့ဆရာတို့စဉ်းစားတယ်ကြည်စံဟာကြည်စံကအမြင်မဟုတ်ဘူးနာသက်နဲ့ဆန်ပဲအဲ့ဒါမျိုးအုံသီးစံဟာ तू ကအမြင်မဟုတ်ဘူးနာသက်နဲ့ဆန်ပဲမြေပဲဆန် तू လည်းအမြင်မဟုတ်ဘူးနာသက်နဲ့ဆန်ပဲကြာစံဟာကြာစံကအမြင်တေးသေးတင်နဲ့ဆန်ပဲကျစ်ဆန်မိဒါအမြင်မဲ့တေးသေးတင်နဲ့ဆန်မယ်အုံးဆန်ကျိုးဟာဒါအမြင်မဲ့တေးသေးတင်နဲ့ဆန်မယ်အဲ့လိုခွဲရတာအစေအဆန်နာသက်ဆန်အမြင်တရံတေးသေးတင်ဆန်ဟောနောက်ပြီးတော့ရက်ပင်းဖြန်းနဲ့ရက်ရစ်ဖြန်းလေးကိုလည်းဆရာကသင်ခဲ့ဘူးပါတယ်ဆရာကဒီနှစ်ခုကိုခွဲကြဖို့အတွက်ကြောင့်သားတို့သမီးတို့ပြောဘူးတဲ့ရေအရေကိုဖြန်းတဲ့အခါရက်ပင်လေးနဲ့ဖြန်းလိုက်ပါစိတ်ခံစားချက်ဖြန်းရင်တော့ရက်ရည်လေးနဲ့ဖြန်းမှာပေါ့အေးချွင်းချက်လေးတော့ဖားစားရပြင်တော့တန်းချာတော်လိုက်တာချွင်းချက်လေးတော့မှတ်ရမလေလေကြိုရက်ပင်ဖြန်းရပြီဆိုပြီးတော့မှဆရာဆက်ပြောတယ်ဟုတ်တယ်နော်အဲ့တော့ဆရာတို့ကရေတွေအရေတွေကိုဖြန်းတယ်ချင်းစေးဖြန်းရေမွေးဖြန်းပိုးသက်စေးဖြန်းရေဖြန်းအရေဖြန်းကြိုက်တဲ့ဟာကိုဖြန်းလက်နဲ့ကင်ဖြန်းရင်ရက်ပင်းနဲ့ဖြန်းစိတ်ခံစားချက်ဖြန်းတယ်ဆိုဘယ်လိုဟာမျိုးကိုပြောအောင်သားတို့သမီးတို့ကိုယ်စိတ်ခံစားချက်ကိုဖော်ပြဟုတ်တယ်အပြိုပြန်တို့နော်ကြက်သိန်းတဖြန်းဖြန်းတို့ရှက်သွေးဖြန်းတို့သွေးဖြန်းတို့လေဖြန်းတို့ပြောရင်ရက်ရစ်လေးနဲ့ဖြန်းရတာဖြစ်ပါတယ်ကဲဒါဆိုနောက်တစ်ခုဆရာမိတ်ဆက်ပေးခြင်းပါသေးတယ်ဆရာတို့ကပန်းနှစ်ပန်းကိုဆရာခွဲဖို့ပြောတဲ့အခါမှာကျိုးပန်းလက်ပန်းမသက်ပန်းကြံတာနသက်ပန်းလို့ပြောပါတယ်ကျိုးပန်းလို့ပြောရင်မသက်နဲ့ပန်းပဲကြံတာတွေအားလုံးဘာနဲ့ပဲပန်းလိုက်ရုံပဲလေနတ်တက်နဲ့ပဲပန်းပင်ပန်းနဲ့နာသက်နဲ့ပဲပန်းမယ်ရောင်းပန်းလှတယ်နာသက်နဲ့ပဲပန်းမယ်မျက်နှာပန်းလှတယ်နာသက်နဲ့ပဲပန်းတယ်နော်အဲ့တော့ကြံတဲ့ပန်းတွေမှန်သမျှကနာသက်နဲ့ပန်းမယ်ဘယ်တစ်ခုပဲလဲဆိုကျိုးပန်းလက်ပန်းဆိုတာဒီဘက်ခေတ်မှာမသုံးတော့ဘူးကြပြထဲမှာတော့ဆရာထည့်ပေးထားတယ်ကျိုးပန်းလက်ပန်းမသက်ပန်းကြံတာ
现在阿公的代班，ကျန်တာနတ်သက်ပံကဲနောက်တစ်ခုကဗျာလမ်းနဲ့လမ်းနတ်သက်လမ်းတာရဲ့မသက်လမ်းတာရဲ့ ကြတော့စိတ်လက်ဆိုပြီးလမ်းစားတာလမ်းကကြတော့ကိုခင်မိထားတဲ့ဟာတခုဟုတ်တယ်အဲ့တော့အဲ့မှာဆရာတို့ကမှတ်အောင်ဆိုဆရာဒီလိုပြောတယ်လမ်းကြောင်းပြနှင့်ဆွဲလမ်းမှာမသက်လမ်းကိုတုံးလိုက်ပါဟုတ်တယ်ခင်းပေးထားတဲ့ပုံစံမျိုးဆိုမသက်နဲ့လမ်းပဲနောက်ထပ်ကျောင်းသူကျောင်းသားအများစုကဆွဲလမ်းလို့ပြောရင်နတ်သက်တွေနဲ့လမ်းတက်ကြတယ်အဲ့တော့မသက်နဲ့လမ်းရမယ်ဆိုတာသိအောင်လို့လမ်းကြောင်းပြနှင့်ဆွဲလမ်းမှာမသက်လမ်းကိုတုံးလိုက်ပါအဲ့လိုပြောရတယ်လမ်းကြောင်းပြနှင့်ဆွဲလမ်းမှာမသက်လမ်းကိုတုံးလိုက်ပါဒါဆိုမှတ်မိသွားပြီပွဲလမ်းတပင်ဖြက်လမ်းလူသွားလမ်းယထာလမ်းကားလမ်းဆွဲလမ်းဆိုရင်မသက်နဲ့လမ်းမယ်ကျန်တဲ့လမ်းတွေဆိုရင်နသက်နဲ့လမ်းမယ်အဲ့လိုလေးပြောပါတယ်နောက်ပြီးတော့မင်းနဲ့မင်းကိုဆရာကခွဲခိုင်းတဲ့အခါမှာမှတ်မိလားဗျဘယ်လိုလေးခွဲခိုင်းမှုလဲမသက်မရအရေးဘယ်လိုများမှေကိုတုံးလာဆရာဟုတ်တာပေါ့အဲ့တော့ဆရာဒီလိုလေးပြောလိုက်တာလေတားလို့ပြောအယောင်ရှိတဲ့အရေးတွင်မငါသက်မင်းဟုတ်လားတားလို့သမီးဟုတ်ပါရဲ့ဆရာဟုတ်တယ်နော်အယောင်ရှိတဲ့အရေးတွင်မငါသက်မင်းဆိုမှတ်မိသွားပြီလေဆရာတို့ဘာမှစဉ်းစားစရာမလိုတော့ဟောမင်းအိုးမင်းနီမင်းပြားမင်းဝါအယောင်ရှိတဲ့မင်းဘူးဒါတွေဆိုလို့ရှိရင်မငါသက်နဲ့မင်းတယ်မင်းစားတို့မင်းတက်တို့မင်းမောင်းတို့မင်းသေးတို့ဒါတွေကြတော့ဟတ်ထိုးလေးနဲ့မင်းပေးရမယ်ကဲနောက်တစ်ခုဗျာမာလုံးချစ်တင်ဆန်ခတ်မိနဲ့မာဟတ်ထိုးလုံးချစ်တင်ဆန်ခတ်မိကိုလည်းဆရာခွဲပေးတယ်ဘယ်လိုခွဲပေးလဲမထိုးလုံးတင်ဆန်ခတ်ကြတော့အရာတခုကိုကိုင်းတာကိုမိခိုကမိခိုတာဟုတ်တယ်မိခိုကအားကိုးတဲ့အခါဟတ်ထိုးလေးကပါရတာမိခိုကအားကိုးတဲ့အခါဟတ်ထိုးလေးကပါရတာအဲ့တော့မိခိုမိအုံးမိညံ့အဲ့ဒါမျိုးတွေပြောရင်မာဟတ်ထိုးလုံးချစ်တင်ဆန်ခတ်နဲ့မိရပါမယ်မာလုံးချစ်တင်ဆန်ခတ်မိရကြောင့်မသွားမီမလာမီမပြောမီမဆိုမီမလုံးမီမကြိုင်မီစံချိန်မီခစ်မီတခုခုကိုလက်လန်းမမီဟတ်ထိုးမပါမိသုံးမီအဲ့လိုမှတ်ပါတယ်မသွားမီမလာမီမပြောမီမဆိုမီเนาะအဲ့လိုမျိုးတွေပြောပါတယ်နောက်ထပ်ကောဆရာအဲ့လိုလေးတွေအတွဲလေးတွေပြောတဲ့အခါမှာဒါတို့သမီးတို့စိတ်ထဲမှာမှတ်မိတာလေးတွေများဘာလေးတွေရှိသေးတော့မရောက်မီလက်သေးကုတ်ဖြစ်အပတ်တကုတ်မျက်မှောက်ကိုရတာတက်ပဲတော်တယ်ကုတ်နှစ်ကုတ်ဟုတ်တယ်အဲ့တော့တသက်နဲ့ကုတ်တာနဲ့ပတ်သက်ကလေးနဲ့ကုတ်တာလေးနဲ့အဲ့တော့လက်သေးကုတ်ချစ်အပတ်တကုတ်ဟလားမျက်မှောင်ကုတ်လဲတသက်ပဲကျိုးကုတ်ဆောင်လဲတသက်ပဲဟုတ်ပြီအဲ့တော့လက်သေးနဲ့ကုတ်တယ်ဆိုတသက်နဲ့ကုတ်ပဲဘယ်လိုမျိုးတွေလဲဆရာတို့ကလက်သေးနဲ့ကုတ်ချစ်လိုက်ပြီးတသက်လေးနဲ့ကုတ်တယ်ပြီးတဲ့အခါမှာဆရာတို့ကရားလို့ကုတ်တယ်တသက်လေးနဲ့ကုတ်မယ်မျက်မှောင်ကုတ်အပတ်တကုတ်တသက်နဲ့ကုတ်မယ်ဒါဆိုဘီကုတ်လက်သေးနဲ့ကုတ်တာမဟုတ်လေပတ်သက်လေမိုးကုတ်စဝိုင်းလက်သေးနဲ့ကုတ်တာမဟုတ်ဘူးလေပတ်သက်လေအဲ့လိုမျိုးတွေမှတ်ရတယ်ဒါပေမဲ့ချင်းချက်အနေနဲ့တော့ဆရာတို့ကမိုးကုတ်မျိုးဆိုသူကတော့နာမည်ဖြစ်တဲ့အတွက်ကြောင့်မလို့ရတယ်တသက်နဲ့ကုတ်တာဘာမှမဖြစ်ဘူးပြီးရင်ဆရာတို့ကုတ်အင်ကြီးလို့ပြောရင် COAT ခုတ် T နဲ့ဆုံးတာမလို့တသက်ရတယ်ဘာမှမဖြစ်ဘူးအဲ့လိုတွေပြောခဲ့တယ်ဟုတ်ပြီနောက်ထပ်ကဘာအတွဲလေးမှတ်မိသေးလဲသားတို့သမီးတို့ရေပြစ်မှုပြစ်ဒဏ်ဆိုတာကိုရရလေးနဲ့တုံးကြမယ်အရင်မကျထူးကျရက်ပင်လေးနဲ့ပြစ်မှာပဲခက်ပြစ်တနက်ပြစ်ဝေးလျင်ပြစ်အဲ့ဒါတော်လိုက်တာဟုတ်တယ်အဲ့တော့ပြစ်မှုပြစ်ဒဏ်ဆိုရဝဲပြစ်မှုပြစ်ဒဏ်ဆိုရဝဲရရလေးကိုတုံးကြမယ်ခဏလေးနော်အကြောင်းချင်းဆရာကိုဖတ်ပြပြီနော်ဟုတ်ပြီပြစ်မှုပြစ်ဒဏ်ဆိုရဝဲရရကလေးကိုတုံးကြမယ်တော်တယ်အဲ့တော့ဆရာတို့အပြစ်ရှိတယ်အပြစ်လုပ်တယ်အပြစ်သားပြစ်ဒဏ်ဒါမျိုးတွေဆိုရင်တော့ရရလေးနဲ့တုံးရမယ်ကဲရပ်ပင်လေးပြောပါအောင်သမီးအရင်မကျထူးထူးထဲရက်ပင်လေးနဲ့ပြစ်မှာပဲဟုတ်ပြီဗျာအရင်မကျထူးထူးထဲရက်ပင်လေးနဲ့ပြစ်မှာပဲထူလက်ပြစ်ကြီးထူပြစ်နေတာပဲပြစ်နှစ်နေတာပဲမကျဲဘူးနော်ခက်ပြစ်လေးအဲ့လိုအရင်မကျထူးထူးထဲရက်ပင်လေးနဲ့ပြစ်မှာပဲနောက်တစ်ခုကကျတော့ခဲတဲ့တနက်ပြဝေးလျင်ပြပါစောက်လေးနဲ့ပြစ်မှာပဲဟုတ်တာဗောခဲပြစ်တနက်ပြစ်အဝေးပြစ်ရင်ဆရာတို့ကပါစောက်လေးနဲ့ပြစ်မယ်ပါစောက်ကိုမှစသက်နဲ့ပြစ်မယ်ရက်ပင်လည်းမထည့်ဘူးရက်လည်းမထည့်ဘူးပါစောက်လေးနဲ့ပြစ်မယ်လို့ဆရာပြောချင်တာဖြစ်ပါတယ်ဒါကြောင့်ပြစ်မှုပြစ်ဒဏ်ပါစောက်ရစသက်ပြစ်အရေးမကျဲထူထူထဲပါစောက်ရက်ပင်စသက်ပြစ်နော်ခဲပြစ်တနက်ပြစ်အဝေးလွင့်ဆိုရင်ပါစောက်စသက်ပြစ်လို့ပြောခဲ့တာဖြစ်ပါတယ်ဟုတ်ပြီဗျာနောက်ထပ်ပါလေးများမှတ်မိသေးလဲဆရာရာကောက်တသိတင်နဲ့ရာကောက်နတ်သက်ဟုတ်ပြီရာကောက်သေးသေးတင်နဲ့ရာကောက်နတ်သက်ရန်အဲ့ဒါလေးကြောင့်ဘယ်လိုလေးလဲပြောကြည့်ပါဦးဗျာ
ပတ်လည်ဝန်းရံအချွေအရံတခါတရံအိမ်ထရံတေးတင်နေရံ ဟုတ်တယ်ပတ်လည်ဝန်းရံအချွေရံတခါတရံအိမ်ထရံသေးတင်နဲ့ရံပတ်လည်ကဝန်းရံထားတယ်ဆိုရောက်သေးတင်နဲ့ရံမယ်ဥမာပေါ့ဆရာတို့ကသတို့သားအရံစေတီအချွေအရံဟောအိမ်ထရံတခါတရံဒါတွေလည်းသေးတင်နဲ့ရံရမယ်ဒါဆိုရင်ဆရာတို့ကရံဖြစ်ပြေးလွှာကြခဲ့ပြန်လှပဖနက်တရံကာယမညီကဗျာစီရန်ကုန်သားတေးသည်ရန်ပုံငွေများဗန်အပ်ထတခိုးရံဝေးသွားအရန်လူလဲနတ်သက်ထားဟာဘောလုံးပွဲမှာအရန်ကစားသမားတွေကာယံတွေရန်ပုံငွေတွေပယံတွေဒါမျိုးတွေကြတော့ရကောက်နတ်သက်နဲ့ရန်ရမယ်ဒါပေမဲ့ဆရာတို့ကဗျာလေးကိုရှေ့ပိုင်းလေးပဲဆိုလိုက်ရင်ရပါတယ်နော်ပတ်လည်ဝန်းရံချွေရံတခါတရံအိမ်ထရံသေးတင်နဲ့ရံဆိုရပြီအားလုံးနော်ကဲနောက်ထပ်တစ်ခုလောက်ပြောပါအောင်ဗာလေးရှိသေးတော့နှုတ်ကထုတ်ညီတတ်ညီတင်းကြီးခံလဲညာတက်ပဲဒီမှာပါသွားပြီဟုတ်တယ်နှုတ်ကထုတ်ညီညာတက်ညီတဲညီခံလဲညာတက်ပဲဟုတ်တယ်နောက်တစ်ခုမပါတဲ့ဟာလေးပြောကြည့်ပါဦးပြလန့်ကလူကရေးတဲ့အခါရပ်ပင်ပတ်သက်ဖြတ်မှတ်ပါတက်ကြွဆိုရင်တော့ရပ်ပင်တက်ဖြတ်မှာပေါ့ခဏလေးနော်လန့်ကလူကရေးတဲ့အခါရပ်ပင်ပတ်သက်ဖြတ်လိုက်ပါဟုတ်တယ်လန့်ဖြတ်သွားတာပဲဖြတ်ကိုလူးနေတာပဲလန့်ဖြတ်လူဒါဆိုရင်ရပ်ပင်ပတ်သက်နဲ့ဖြတ်ပေးရမယ်လန့်ကဖြတ်ခါလန့်ကလူကဟာလားဘလို့လန့်ကလူကရေးတဲ့အခါရပ်ပင်ပတ်သက်ဖြတ်မှာပါဟုတ်တယ်လန့်ကလူကရေးတဲ့အခါရပ်ပင်ပတ်သက်ဖြတ်လိုက်ပါတက်ကြွဆိုရင်တော့ရပ်ပင်တက်ဖြတ်မှာပေါ့ဟုတ်တယ်အဲ့တော့နောက်တစ်ခုကုသပြောပါဦးရရတတကသမီးမိသွားလို့ရှင်ဟုတ်တယ်ဗျနော်အဲ့တော့ဆရာတို့ရရတကနော်ရရဖြတ်သည်ပိုင်းဖြတ်သည်ကူးတန်းသွားလာ300အမီအဲ့လိုပြောတာလေရရဖြတ်သည်ပိုင်းဖြတ်သည်ကူးတန်းသွားလာ300အမီလို့ပြောပါတယ်အဲ့တော့ဆရာတို့ကရပ်ပင်ပတ်သက်ဖြတ်ရပ်ပင်တသက်ဖြတ်ရရတသက်ဖြတ်အဲ့ဒါလေးကိုဆရာတို့ကကာယံလေးတွေနဲ့ပြောခဲ့တာဖြစ်ပါတယ်တော်ပါတယ်မှတ်မိနေတယ်ကဲဒါဆိုနောက်တစ်ခုပြောပါအောင်ဗျဒါအလုံးလေးနဲ့ပေါင်နဲ့ပေါင်ဟုတ်တယ်အဲ့တော့တဝေတို့ပါစောက်ရေးချာငါသက်ပေါင်ကိုလည်းပေါင်လို့အတန်ထွက်တာပဲဘာကုန်းနဲ့ရေးတာလည်းပေါင်လို့အတန်ထွက်တာပဲအဲ့တော့ဘယ်လိုလေးပြောခဲ့အောင်ပေါင်ခတ်ထားတယ်ပေါင်ခတ်ထားတဲ့အရာမှာပါစောက်လေးနဲ့ရေးလိုက်ပါဘောင်ကိုအမိတက်ရင်တော့ဘာကုန်းလေးနဲ့ရေးမှာပေါ့ဒါပေါ့ဗျာပေါင်ခတ်ထားတဲ့အရာမှာပါစောက်လေးနဲ့ရေးလိုက်ပါဆိုရေကန်ကိုပေါင်ခတ်ထားရင်ရေကန်ပေါင်ဓာတ်ပုံကိုပေါင်ခတ်ထားရင်ဓာတ်ပုံပေါင်မြောင်းကိုပေါင်ခတ်ထားရင်မြောင်းပေါင်တကားကိုပေါင်ခတ်ထားရင်တကားပေါင်ရေးတော့ပေါင်နဲ့ရေးတယ်ဖတ်တော့ပေါင်နဲ့ရေးမှာပေါ့ဟောပြီးတဲ့အခါဘောင်ကိုအမြည်တက်ရင်တော့ဘာကုန်းလေးနဲ့ရေးမှာပေါ့ကြီးနဲ့လှုပ်ထားလို့ကြီးပေါင်တစ်သားနဲ့လှုပ်ထားလို့တစ်သားပေါင်ရွှေနဲ့လှုပ်ထားလို့ရွှေပေါင်ငွေနဲ့လှုပ်ထားလို့ငွေပေါင်တန်မဏိနဲ့လှုပ်ရင်တန်မဏိပေါင်အဲ့လိုမျိုးလေးဗျာကဲဒါဆိုဆရာပြောဦးမယ်ဗျာပြောပါသားဆိုပြောပါလေးရှိသေးတော့ပါတက်နဲ့တာတက်ပါတက်နဲ့တာတက်ဒါကောက်ရေးချရရပ်ပလက်ရေးချရဆရာဟုတ်ပြီပြီးရင်တယောက်ချင်းပြောမယ်နော်စောနာတယောက်လည်းဆရာဆက်ပြောပေးမယ်နော်အဲ့တော့ယာနဲ့ယာပေါ့အဲ့ဒါလေးကျတော့ဘယ်လိုပြောတာအမှတ်မိလားအိယာနေယာဟုတ်ပါဦးအိယာနေယာရဲ့ဟုတ်တယ်ရာကောက်လေးကို300ဟုတ်တယ်နော်အိယာနေယာအိယာရဲ့ယာရူယာနှုံယာဆိုရင်ပဲရာကောက်လေးကို300တဲ့လေယာကွန်းယာလက်ယာပဲယာကူယာပလက်ဆိုပြီးဆရာတို့ခွဲလိုက်ကြတယ်အိယာနေယာယာရူယာနှုံယာဆိုရင်ဆိုရာကောက်ကို300တဲ့လေယာကွန်းယာလက်ယာယာကုဆိုရင်တော့ရပလက်ကို300တယ်ဟုတ်တယ်ဗျာကဲနောက်တစ်ယောက်ကဘယ်လိုပြောလိုက်တာဆောတာတစ်ယောက်ကပြောပါပါနေတာကျတော့ကြပြမပြောလိုက်ဘူးနော်အရေးအတွက်ပတ်သက်ကွယ်ရပ်ပင်လေးနဲ့ကြည်ရမယ်အပူချေတူတိတ်ရပ်ပင်တကြိတ်ဟုတ်တယ်ခဏလေးနော်ကြည်ရကြိတ်ရနောက်ထပ်ရရကြိတ်လည်းပါသေးရလားလို့ဟုတ်လားရရကြိတ်ပါတော့လားဟုတ်ဒီကတခုခုထင်ရှားတာပါဟုတ်တယ်ကဲဒါဆိုရပ်ပင်းကျိတ်ကကျတော့ဆရာတို့ဘယ်လိုပြောအရေးအတွက်ပတ်သက်ကွယ်အရေးအတွက်ပတ်သက်ကွယ်ရပ်ပင်လေးနဲ့ကြိတ်ရမယ်အရေးအတွက်ပတ်သက်ကွယ်ရပ်ပင်လေးနဲ့ကြိတ်ရမယ်ဆရာတို့ရဲဘော်3ကြိတ်ဟာ1ကြိတ်2ကြိတ်3ကြိတ်1ကြိတ်ကို10 2ကြိတ်ဆို20เนาะအဲကြောင့်အရေးအတွက်ပတ်သက်ကွယ်ရပ်ပင်လေးနဲ့ကြိတ်ရမယ်ပြီးတော့အဖုအကြိတ်တူကြိတ်ရပ်ပင်တသက်ကြိတ်အဖုအကြိတ်ကိုပြောမယ်ကြိတ်ကြံနဲ့ကြိတ်လုတ်တယ်ဒါဆိုရင်တော့ရပ်ပင်တသက်နဲ့ကြိတ်ရမယ်
ရရတတ်တဲ့ကြိတ်ကကြတော့ဆရာတို့ဘယ်လိုပြောခဲ့ရတော့အဲ့လေမပြောလိုက်ဘူးထင်တယ်နော်ရပ်ပင်းကြိတ်ရရကြိတ်ကိုပဲပြောပြီးတော့မှပတ်သက်ကြိတ်နဲ့တတ်သက်ကြိတ်ကိုပဲပြောပြီးရရကြိတ်ကိုမပြောလိုက်ဘူးနော်အဲ့တော့ तू ကတော့နော်ညက်ကြည်အောင်ကြိတ်တာပေါ့နော်အဲ့လိုမျိုးအမှုန့်အညက်ကြိတ်တဲ့အခါရရတတ်သက်ကြိတ်လိုက်ပါလို့ပြောရမှာပေါ့နော်အဲ့လိုမျိုးလေးကြိတ်မယ်မုံကြိတ်တယ်ဒါမျိုးတွေပြောတယ်ကြိတ်ထိုးတယ်ဒါတွေကြတော့ရရလုံးကြည့်တင်တတ်သက်နဲ့ကြိတ်ပေးရမှာဖြစ်ပါတယ်ကဲဒါဆိုဆရာကိုနောက်တစ်ခုလောက်မှတ်မိသေးလားပြောပါအောင်ဗျဘာလေးမှတ်မိပုတ်ဆရာပုံနဲ့ပုတ်ဟုတ်လားရပ်ပစ် ပုံနဲ့ပုတ် ပုံနဲ့ပုတ်ကြတော့ဆရာဘယ်လိုပြောတော့ဟုတ်ပြီအဲ့တော့ပုံနဲ့ပုတ်ကြတော့ဆရာတို့ကပါဆောက်ချောင်းငင်တတ်ပုတ်ကကြတော့အဲ့လိုကြပြတော့မပြောခဲ့ဘူးရိုက်ပုတ်တာနော်ပြီးတဲ့အခါပုတ်တောင်းတာနော်အဲ့တော့ရိုက်ပုတ်ပြီးတော့ပုတ်တောင်းဒါဆိုရင်တတ်နဲ့ပုတ်တယ်အသီးရွက်တွေပုတ်သိုးသွားရင်နော်ပတ်နဲ့ပုတ်တယ်လို့ဆရာကပြောပါတယ်နော်နောက်ထပ်ဆရာတို့ခဏဆိုမိနေတာကပနဲ့ပုဆိုရင်ရောဘယ်လိုလေးများခွဲကြလဲဒါတို့သမီးတို့ပဝါပခုံးပတုံမှာပလွေပရိတ်တံပရာပရင်တို့မှာတချောင်းငင်မပါပြန်ပြောမယ်ပဝါပခုံးပတုံမှာပလွေပရိတ်တံပရာပရင်တို့မှာတချောင်းငင်မပါလို့ပြောပါတယ်နောက်စုပ်နဲ့စုပ်အဲ့တော့ဆရာတို့ကစုပ်နဲ့စုပ်ကြတော့သားတို့မျိုးမှတ်မိမယ်မထင်ဘူးเนาะဆရာတို့ကမူလီစုပ်နဲ့အရေစုပ်ပတ်သက်လေးနဲ့စုပ်လို့ပြောပါတယ်မူလီစုပ်မယ်ပတ်သက်နဲ့စုပ်မယ်အရေစုပ်မယ်ပတ်သက်နဲ့စုပ်မယ်ပြောချင်တာကဆရာတို့ကရေစုပ်ဆက်ပတ်သက်နဲ့စုပ်မယ်မူလီစုပ်ပတ်သက်နဲ့စုပ်မယ်အေးကိုပိုက်နဲ့စုပ်တယ်ပတ်သက်နဲ့စုပ်မယ်เนาะဒါမျိုးပြောတယ်တတ်သက်နဲ့စုပ်တာစုပ်ပြက်เนาะအဝစ်စုပ်အမွှေးစုပ်ဖွားဒါတွေဆိုရင်တတ်သက်နဲ့စုပ်မယ်အမွှေးစုပ်ဖွားလို့ပြောရင်တော့တတ်သက်နဲ့ပဲစုပ်ရမယ်အရေစုပ်နဲ့မူလီစုပ်သားလေးပတ်သက်နဲ့စုပ်ရမှာဖြစ်ပါတယ်နောက်ပြီးတော့ဒါတို့တို့ဘာလေးများမှတ်မိသေးလဲပြောပါအောင်အဲ့နှစ်ပဲပါဆောက်ရပ်ပစ်စတဲ့ရပါဆောက်ရစတဲ့ရပါဆောက်ရေးစတဲ့ဟုတ်ပြီဒါပြီးသွားချိန်မှာပြစ်နဲ့ပြစ်ကပြီးသွားပြီနောက်တစ်ခုပြောအောင်ပါအစောနာတရခြေနဲ့ခြေကြီးရပ်ပင်းခြေနဲ့ရခြေရပ်ပင်းခြေနဲ့ရခြေဟုတ်ပြီသူကြောင့်ကြပြားနဲ့မပြောခဲ့ဘူးထင်တယ်ဟုတ်လားဟုတ်တယ်ဆရာဟုတ်တယ်သူကြောင့်ကြပြားနဲ့မပြောခဲ့ဘူးဆရာတို့ဘယ်လိုလေးပဲပြောလဲဆိုရင်နော်ဆရာတို့စိတ်ခံစားချက်ကြည်တယ်ဆိုရင်ရပ်ပင်းလေးနဲ့ကြည်ရမှာပေါ့နော်အမုံညက်ကြည်တယ်ဆိုရင်ရရည်လေးနဲ့ကြည်ရမှာပေါ့ခြေလိုက်လို့ကြည်သွားတယ်ကြည်နဲ့တယ်ကြည်အေးပေးလိုက်ပါဒါမျိုးဆိုရပ်ပင်းနဲ့ကြည်ပေးရမယ်ခြေမွသွားတယ်ကြည်မွသွားတယ်ဒါဆိုရင်ရရည်လေးနဲ့ကြည်ရမယ်ဆိုပြီးတော့မှဆရာတို့မှတ်ထားတယ်ကဲနောက်ထပ်ကောဗျာဆရာဖက်နှစ်ဘက်ဖက်နှစ်ဘက်ဟုတ်တယ်အဲ့တော့ဆရာတို့ကဖက်နှစ်ဘက်ကိုကျတော့ဆရာကအရက်မျက်နာတီနေရာသူငါကြားမအာရိစာရေးကြပါကုန်နှင့်ကရိယာဖက်အဖော်အဖက်ရှင်လျက်တင်ချာရေးတွက်ခါရေးပါအုတ်ထုံနှင့်ရဲဘော်ရဲဘက်မျှတာပက်ချွင်းချက်ထားကုန်လင့်ဆိုပြီးတော့မှပြောခဲ့ပါတယ်အရက်မျက်နာကိုပြောခြင်းနဲ့အရှိဘက်အနောက်ဖက်တောင်ဘက်မြောက်ဖက်ဘာကုန်းကတဘက်တီနေရာဈေးဘက်ကျောင်းဘက်လက်ဝဲဘက်လက်ရဘက်ဘာကုန်းကတဘက်ပြီးတဲ့အခါသူငါကြားမသူ့ဘက်ငါဘက်ကိုဘက်ညီမလေးဘက်ယောက်ျားဘက်မိန်းမဘက်ဖိုးဘက်ဖွားဘက်လူပုဂ္ဂိုလ်ဘက်ဆိုရင်လည်းဘာကုန်းကတက်နဲ့ဘက်ပါတယ်အာဒီစဆိုတာအစစကလုံးရှေ့သုံးမှာထားရည်တယ်ဘက်စုံဘက်လိုက်ဘက်ကံဘက်မလိုက်ဒါဆိုရင်လည်းဘာကုန်းကတက်နဲ့ဘက်ပေးရမှာဖြစ်ပါတယ်ပြီးရင်ကရိယာဖက်လိုက်ဖက်စုံဘက်ဆွတ်ဖက်ရှင်ဘက်တွဲဘက်ဒါဆိုရင်လည်းဖောက်ထုတ်ကတက်ဖက်ကိုသုံးပေးရမှာဖြစ်ပါတယ်ပြီးတဲ့အခါမှာသင်္ချာနှစ်တွဲသောဖက်ရှေ့မှာ1 2 3 4 5 6 9ဆိုတဲ့သင်္ချာကဏ္ဍတွေပါရင်လည်းဖောက်ထုတ်ကတဖက်ကိုသုံးပေးရမှာဖြစ်ပါတယ်ပြီးတဲ့အခါမှာဆရာတို့ကကရိယာဖက်အဖော်ဖက်ရဲလကစားပေါ်ကစားဖက်ဆေးပေါ်ကြောဖက်သွားပေါ်လာဖက်ကျောင်းသွားပေါ်ကျောင်းသွားဖက်ရန်ဖြစ်ပေါ်ရန်ဖြစ်ဖက်ဒါမျိုးတွေပြောရင်လည်းဖက်နှစ်ဖက်ကဲဒါဆိုရင်ဖူးနဲ့ဘူးကြတော့အားလုံးဆရာကိုပြောကြည့်ပါကြပြာတော့မပြောခဲ့ဘူးဒါတို့သမီးတို့ဘယ်လိုလေးမှတ်လိုက်တာပဲတော့ဘူးကတော့ညင်ဘူးကညင်ဘူးကကြတော့တခုဘူးကလာစုနေတဲ့ဟာဘူးကကြတော့ဘူးပါဆရာဘူးကဟုတ်တာပေါ့ဘူးကတော့မှန်တယ်ဗျာဘူးကတော့ထားပါတော့ကျတော့ရေဘူးတွေပါထားလိုက်တော့ဆရာတော့အငင်းသဘောဆိုရင်ပါကုန်းနဲ့ဘူးတယ်အငင်းသဘောမတက်ရအောင်ဖောက်ထုတ်နဲ့ဖူးတယ်အဲ့လိုပြောလိုက်တာနောက်ပဲနဲ့ဘဲကရောဘယ်လိုမှတ်တာပဲလဲဘယ်နောက်အငင်းဝကြဆိုရင်ဘဲဟုတ်တယ်မနောက်မှာညင်းပါပဲနေဟုတ်တယ်
ဟုတ်တယ်ဗျာမနောက်မှာဘဲလိုက်တယ်မမပိုင်တော့ပဲကိုသုံးမှာပေါ့အဲ့လိုမျိုးလေးလည်းမှတ်ခဲ့ကြတယ်ဟုတ်တယ်နော်နောက်ပြီးတော့ဆရာတို့ကရက်ပင်းကြနဲ့ရက်ရစ်ကြလေးကိုလည်းဆရာကပြောခဲ့ပါတယ်ဆရာတို့ကကရိယာနောက်တွင်ကြတော့တခုပြုတ်ကြတာကာကြီးရေးကကြအစုပြုံးနေတူတူသွားကြတာတခုလောက်ကြတာအဲ့လိုဟုတ်တယ်အဲ့တော့ဟုတ်တယ်ရက်ရစ်ကြကကြောကရိယာနောက်မှာရက်ရစ်ကြလိုက်တယ်နော်ကရိယာရဲ့နောက်မှာဆိုရင်ရက်ရစ်ကြလိုက်တယ်သွားကြသည်လာကြသည်ပြောကြသည်ဆိုကြသည်အဲ့တော့အများပြကရိယာပစ္စည်းအစုအပြုံနေနဲ့လောက်တာမျိုးဆိုရက်ရစ်နဲ့ကြတယ်ရက်ပင်းနဲ့ကြတာကကျတော့ဆရာတို့ကနေထားတကြသွားနေကြလာနေကြပြောနေကြဆိုနေကြတောက်နေကြရှေးကြဒါမျိုးတွေဆိုရင်ရက်ပင်းလေးနဲ့ကြပေးရမယ်ဟုတ်ပြီနော်အဲ့တော့ရက်ရစ်ကြကကရိယာရဲ့နောက်မှာရက်ရစ်ကြသုံးတယ်ဒါပဲတခါလေးမှာအဲ့ဒီကရိယာအဲ့စာကြောင်းတစ်ခုမှာရက်ရစ်ကြမပါပဲဖတ်လိုက်လို့အဓိပ္ပာယ်ရှိရင်လေဒါသေချာပေါက်ရက်ရစ်ကြပဲဥပမာသူတို့ကောက်ဆိုင်သွားကြသည်ဒါဆိုရင်ကြောက်ဖယ်လိုက်သူတို့ကောက်ဆိုင်သွားသည်အဓိပ္ပာယ်ရှိနေရပဲဒါဆိုရက်ရစ်ကြဥပမာဆရာတို့ကတောက်နေကြလက်ဖေးဆိုင်တို့လာခဲ့ပါဒါဆိုရင်တောက်နေလက်ဖေးဆိုင်တို့လာခဲ့ပါအဓိပ္ပာယ်ရှိလားတောက်နေလက်ဖေးဆိုင်တို့လာခဲ့ပါတိတ်မပါဘူးအဲ့လိုခြံဖက်လို့မရဘူးဆိုရင်ရက်ပင်းကြကိုထည့်ပေးရမှာခြံပြီးဖက်လို့ရတယ်ဆိုရင်ရက်ရစ်ကြကိုထည့်ပေးရမှာအဲ့လိုလေးလဲဆရာပြောပါတယ်နောက်ပြီးတော့ချင်းနဲ့ချင်းနဲ့ရက်ပင်းချင်းနဲ့ရက်ရစ်ချင်းသူ့ကျတော့ဆရာတို့ကဘယ်လိုပြောလဲလို့ပြောတော့ချင်းကကြတခုခုကြောင့်မနေဘူးသူကအချင်းချင်းကကြတော့ချင်းလည်းပြောလို့ရတယ်ချင်းတောင်းတွေကိုပြောရစီဟုတ်တယ်အဲ့တော့ချင်းတောင်းတွေဘာတွေဟုတ်တယ်မှန်တယ်ဒါပေမဲ့ဆရာတို့အဲ့မှာချင်းတောင်းတွေဘာတွေလူသိတယ်ဒါဆိုရက်ပင်းချင်းနဲ့ရက်ရစ်ချင်းမှာလွဲနေတဲ့နေရာတွေမှာပေါ့နော်အချင်းချင်းတို့ဘာလို့ပြောရင်ကျတော့ရက်ပင်းနဲ့ချင်းနဲ့ဟာဒါဆိုချင်းတောင်းမဟုတ်တဲ့ချင်းတွေမှာဆိုရင်ရက်ရစ်ချင်းကကရိယာကိုနံပုတ်ဖြစ်အောင်ပြောင်းတာရေကူးတယ်ရေကူးခြင်းထမင်းစားတယ်ထမင်းစားခြင်းကျမ်းမာတယ်ကျမ်းမာခြင်းအဲ့တော့ကရိယာနောက်မှာချင်းလိုက်တာကနော်ဘာဖြစ်သွားလဲဆိုတော့တောက်စီမို့အလယ်တန်းစင်ကိုရအောင်တင်ရမယ်နော်ကရိယာနံဖြစ်သွားတယ်အာမှုချင်းချက်ဖွဲ့ဆရာဖို့ရန်ရေးတွေပေါင်းပါလေအဲ့လိုလေးမှတ်ပေးရမယ်အဲ့တော့ချင်းနဲ့ချင်းကအဲ့လိုလေးတင်ခဲ့ပါတယ်နောက်ထပ်ရှိပါသေးတယ်ဒါတို့တမျိုးဆရာတင်တဲ့ထဲမှာအများကြီးကြံပါသေးတယ်ဗာလေးအများမှတ်မိသေးတော့ပါစောက်ရရညတ်သက်ပြည်နဲ့ပါစောက်ရရတွေထိုးပါစောက်ရရနဲ့အဲ့ဒါမပြောရသေးဘူးဆရာဟုတ်ပြီပါစောက်ရရညသက်ပြည်နဲ့တဝေထိုးပါစောက်ရရပြည်ဟောဆရာတို့ဟုတ်တယ်အဲ့တော့လေးပြည်စုပ်ပြည်ညသက်ပြည်အဲ့လိုပြောပါတယ်လေးပြည်စုပ်ပြည်ညသက်ပြည်နော်လေးပြည်လို့ပြောရင်လေညသက်နဲ့ပြည်ရမယ်စုပ်ပြည်လို့ပြောရင်လေညသက်နဲ့ပြည်ရမယ်အဲ့တော့လေးပြည်စုပ်ပြည်ညသက်ပြည်အဲ့လိုလေးမှတ်လိုက်ပါတယ်အဲ့ဒါမှားတာပဲလေလေးပြည်လို့ပြောရင်လေပါစောက်ရရကိုမတုံးကြတွေ့ထိုးပါစောက်ရရပြည်စုပ်ပြည်လို့ပြောရင်လည်းတွေ့ထိုးပါစောက်ရရပြည်အဲ့တော့ဒါတို့သမီးတို့ကလေးပြည်စုပ်ပြည်ညသက်ပြည်နောက်ပြီးတော့ညင်းနဲ့ညင်းကိုပြောတဲ့အခါမှာလေညင်းမုံညင်းဟတ်ထိုးကင်းလို့ပြောပါတယ်နော်အဲ့တော့လေညင်းတို့မုံညင်းတို့ပြောမယ်ဆိုရင်ဟတ်ထိုးလေးကင်းရတယ်ဟတ်ထိုးကင်းတယ်ဆိုဟတ်ထိုးဘာမလုပ်ဘူးလို့ပြောချင်တာမလို့ညဟတ်ထိုးကတာအကောင့်ညင်းပါဆရာကောက်ညင်းနဲ့ပွေဝဲညင်းမလို့ဘူးလို့ပြောတာအမှန်တယ်ကဲဒါဆိုရင်ဆရာတို့ကစွတ်နဲ့စွတ်စွတ်နဲ့စွတ်ပေါ့နော်စာလုံးဝက်ဆွဲတာသက်စွတ်ရဲစာလုံးဝက်ဆွဲပတ်သက်စွတ်ရဲမှာကျတော့ဆရာတို့ကဇွတ်သဘောတက်ရောက်ရင်တသက်နဲ့ရေးမယ်ဇာကွယ်ဝါဆွဲတသက်စွတ်လုပ်တယ်စွတ်ပြောတယ်စွတ်ခနဲ့မလာနဲ့အဲ့လိုမျိုးဆိုတသက်နဲ့စွတ်တယ်အပေါ်ကနေစွတ်တဲ့ပုံစံမျိုးဆိုရင်ပတ်သက်နဲ့စွတ်တယ်စွတ်ဆွဲတာနော်ဒါမျိုးပေါ့လက်စွတ်ကျဲခေါင်းစွတ်ဒါမျိုးတွေဆိုရင်ပတ်သက်နဲ့စွတ်တယ်ဇွတ်သဘောမျိုးဆိုရင်တသက်ပေါ့ဒါမျိုးလေးလည်းဆရာတို့ကပြောခဲ့ပါတယ်နော်နောက်ထပ်ကောဗာလေးတွေများရှိအောင်မယ်ကျင်လေးကျင်ရှိသေးရဲ့ဆရာဟုတ်တယ်ကျင်လေးကျင်ဟုတ်တယ်ခက်နစ်ခက်ရဲ့ကျင်လေးကျင်ရဲ့အဲ့ဒါလေးဆရာပြောပြအောင်မယ်အဲ့တော့ခက်နစ်ခက်ကဘယ်လိုမျိုးပြောတာလဲလို့ပြောတော့ဆရာတို့ကထိတာထဲ့တာအထက်အောက်မှာတသက်ခက်ကိုသုံးလိုက်ပါလို့ဆရာပြောပါတယ်ထိတာအရာဝတ္ထုနှစ်ခုထိခတ်တယ်ပြစ်ခတ်ရိုက်ခတ်ထိခတ်ဂျိုနဲ့ခတ်တစိမ့်ခတ်မောင်းခတ်ဒါမျိုးတွေဆိုရင်တသက်လေးနဲ့ခတ်တယ်ထဲ့တာမျက်စင်းခတ်တယ်စားခတ်တယ်အချိုမုံခတ်တယ်အသားခတ်တယ်ဒါခတ်တဲ့သဘောထဲ့တဲ့သဘောဒါဆိုတတ်နဲ့သုံးတယ်အထက်အောက်ရက်ခတ်တယ်ဗျာကြက်တောင်ဟုတ်တယ်ကြက်ချီခတ်တယ်ဗျာလှော်ခတ်တယ်ဗျာဒါတွေကြတော့တတ်လေးနဲ့ခတ်ရတယ်ရေခတ်မယ်ကုခတ်မယ်အရာခတ်သိတစ်ဖက်ကန်းခတ်ရှော့ပေါ်တဲ့အနေနဲ့ပြောတဲ့ခတ်ပေါ့ခတ်လေးခတ်လခတ်ဝခတ်ချောတွေကြတော့ပတ်သက်နဲ့ခတ်မယ်ကျင်လေးကျင်မြန်မာစာမှာကျင်လေးကျင်ရှိတယ်နာကျင်ကာကြီးရိုက်ကျင်နာတယ်လို့ပြောရင်ကာကြီးရိုက်ငါတက်နဲ့ကျင်နာရမယ်နာကျင်တယ်လို့ပြောရင်ကာကြီးရက်ပင်းငါတက်နဲ့ကျင်ရမယ်ထုံကျင်တယ်လို့ပြောရင်ကာကြီးရက်ပင်းညာကလေးတက်နဲ့ကျင်ရမယ်ရှောင်ကျင်တယ်လို့ပြောရင်ကာကြီးရက်ညာကလေးတက်နဲ့
ကျင်ရမယ်အဲ့ဒါကျင်လေးကျင်ခတ်နစ်ခတ်ကဲမှတ်မိသေးလားနောက်ထပ် ပါဆောက်ရည်ချောင်းနဲ့တက်တက်ပြုံးနဲ့ပါဆောက်ရည်ပတ်သက်ပြောပါဆောက်ရည်ချောင်းနဲ့ပတ်သက်ပြော ဟုတ်ပြီ ဆရာပြောဝင်းနဲ့ဝင်းကျင်လေးရဆရာ ဟုတ်တယ်နော်ဟုတ်တယ်နော်အဲ့တော့ဒါဆိုရင်ဆရာတို့ကကဲဟုတ်ပြီဒါဆိုရင်ပြုတ်တင်ပြုတ်ကြတော့တခါတည်းအတန်ထွက်ကိုဒါလို့ဆိုနောက်ကပါဆောက်ရည်တချောင်းငင်ပတ်သက်ဆိုပြုတ်လို့ဒါတခါတည်းအတန်ထွက်ပလိုက်အဲ့ဒါမှန်တယ်ပါဆောက်ရည်တချောင်းငင်ပတ်သက်ပြုတ်လို့ဒါထွက်လိုက်နော်အဲ့တော့ရှေ့ရကောင်တတ်သက်ပြုတ်ဟာဆရာတို့ကအလုတ်ပြုတ်တယ်ဟာပြုတ်ထွက်သွားတယ်ဒါမျိုးဆိုရင်တတ်သက်နဲ့တုံးတယ်တခါတည်းဖပြုတ်ကိုပြောချင်တယ်ဖပြုတ်လို့ပြောရင်ပါဆောက်ရည်ချောင်းငင်ပတ်သက်နဲ့ပြုတ်ပေးရမယ်အတန်ထွက်ကပြုတ်လို့ထွက်မှာပြုတ်လို့ကိုမထွက်နဲ့ပါဆောက်ရည်ချောင်းငင်ပတ်သက်ကပြုတ်ဟာမျက်နှာမှာလည်းပြုတ်တွေကိုထနေတာပဲဟာတော့ဒီမှာကြည့်ပါဦးတော့ကလောက်ပေါ်မှာတန်ကြီးတွေတက်လို့တန်ကြီးတွေကိုပြုတ်ထနေတာပဲဒါမျိုးတွေပြောရင်ပါဆောက်ရည်ချောင်းငင်ပတ်သက်ဟာပြုတ်ဆက်နဲ့နော်စားရတာမနူးတယ်လို့ပဲပါဆောက်ရည်ချောင်းငင်ပတ်သက်ပါဆောက်ရည်ချောင်းငင်တတ်တက်ကကျတော့ပြောင်းမှုပြုတ်တို့ဘာပြုတ်တို့ညာပြုတ်တို့အဲ့လိုမျိုးတွေပြောတယ်အလုတ်ပြုတ်ဟာပြုတ်ထွက်သွားတယ်ဒါမျိုးတွေပြောတယ်ဝင်းနဲ့ဝင်းကအိမ်ဝင်းကိုထရန်ကဟလားဘလို့မှတ်မိလား အေးဝင်းကိုထရန်ကကျတော့ဝင်းနဲ့တောင်းဆိုဝင်းကကျတော့မျိုးဟုတ်တယ်အဲ့တော့ဆရာပြောပြမယ်တခုခုကိုဝင်းခတ်သည်နော်ငါသက်ဝင်းကိုတုံးရမည်ထိုဝင်းကိုထရန်ကဝင်းထရန်နဲ့ဗျာထိုဝင်းကိုတကားကဝင်းတကားတဲ့မှတ်ကြပါအဲ့တော့တခုခုကိုဆရာတို့ကကာယံလိုက်တယ်ဆိုရင်အဲ့ဒါဝင်းလို့သုံးတယ်ဒါကြောင့်အိမ်ဝင်းခြံဝင်းကြောင်းဝင်းငါသက်နဲ့ပဲဝင်းတယ်ထိုဝင်းကိုထရန်ကဟာအဲ့ဒီဝင်းကြီးကိုထရန်ကထားရင်အဲ့ဒါဝင်းထရန်ဝါငါသက်နဲ့ဝင်းထရန်ဟာအဲ့ဒီဝင်းကြီးကိုတကားကထားရင်ဝင်းတကားဒါဆိုအဲ့လိုမျိုးလေးပဲသားလို့ဒီမျိုးနောက်သက်ဝန်းကကျတော့ရက်ဝန်းတို့မြက်ဝန်းတို့လားပြေဝန်းတို့ပတ်ဝန်းကျင်းတို့သုံးတာပါနောက်ထပ်ကောဘာမှတ်မိတယ်ဆိုစိတ်စာလုံးလုံးจิตတင်တသက်စိတ်ရဲ့စာလုံးလုံးจิตတင်ပတ်သက်စိတ်ရဲ့စိတ်ပတိရဲ့မကျဲတယ်သုံးမယ်ပတ်သက်အမြဲမှတ်လို့ပြောပါတယ်အဲ့တော့ပတ်သက်နဲ့စိတ်တယ်ဆိုတာကကျတော့ပတိစိတ်တယ်မကျဲဘူးခက်စိတ်ဟာပိုက်စိတ်တိုက်ရှာကြဟေးဆိုခက်စိတ်လေးရှာတယ်နော်ဟာတပ်ပင်တွေကိုနော်ဟာ9ပေစီမဆိုင်နဲ့2ပေလောက်ပဲခက်စိတ်လေးဆိုင်ဟာကွက်စိတ်ရိုက်မယ်ဒါမျိုးတွေပြောတယ်ဟောတတ်သက်စိတ်ကစိတ်ထားစိတ်ကောက်စိတ်ဆိုးစိတ်မကောင်းဟောပြီးခွဲချမ်းစိတ်ဖြာဒါမျိုးဆိုရင်တတ်သက်နဲ့စိတ်ပေးရမယ်ရလားမသိအားလုံး ရပါတယ်ဆရာ ရတယ်လောက်ပါအောင်တစ်ခုလောက်များမှတ်မိသေးလားပြောကြည့်ဦး ချိန်နဲ့စာလုံးနဲ့စကားစီနဲ့စာလုံးညသက်စီနဲ့ ရေးရပါဘူး ချိန်နဲ့ချိန်ရဲ့စာလုံးလုံးချစ်တင်စံခတ်စီရဲ့ စာလုံးနဲ့စခန်းစီ စာလုံးလုံးချစ်တင်စံခတ်စီဆိုတာကဆရာတို့ဘယ်လိုမျိုးပြောတာလဲလို့ပြောတော့ဆရာတို့အရေးအတွက်ပါတယ်တန်းစီတယ်စာလိမ်လုံးချစ်တင်စံခတ်စီကတရဝါနဲ့မရောတဲ့အစီဥတီဘတ်စီလျောဆိုပြီးကြပြလေးလည်းပြောမှုပါတယ်ဥမာပေါ့ဆရာတို့ကရိုးရင်းချင်းစီပဲစီနှမ်းစီဆက်စီတရဝါနဲ့မရောတဲ့အစီဆိုစာလိမ်နဲ့စီပေးရမယ်ပြီးရင်ဥတီဘတ်ပန်းတိုင်းစီအရှိစီဘဲစီဘဲဝဲစီလျောဒါမျိုးတွေပြောပါတယ်အဆက်မပြတ်စုဝေးဖြစ်ပေါ်တယ်အမြုပ်ဒစီစီဒါမျိုးလေးနဲ့ပြောကြတယ်နောက်တစ်ယောက်ကဗာပြောလိုက်တာအစမ်းတော့ ချိန်နဲ့ကြိတ်ပါဆရာ ချိန်နဲ့ကြိတ်ခါခွေရပင်လုံးချစ်တင်ပတ်သက်ချိတ်ရဲ့ဟုတ်လား ဟုတ်ပါရဲ့ဆရာ ဟုတ်တယ်ဗျအဲ့တော့ဆရာတို့ကမဲကြိတ်ချိတ်တစ်စိတ်မဲကြိတ်ဆိုမဲကျုပ်နော်အဲ့တော့ချိတ်ငချိတ်ပေါင်းပြီးရင်ချိတ်တောင်းဒါပဲအဲ့တော့ငချိတ်ပေါင်းနဲ့ချိတ်တောင်းမှာပတ်သက်လေးနဲ့ချိတ်လိုက်ပါဟုတ်ပြီနော်အဲ့တော့ဂျိန်းနဲ့ချိတ်တာငများချိတ်ဒါမျိုးတွေကျတော့တတ်သက်လေးနဲ့ချိတ်ပေးရမယ်နော်အဲ့လိုလေးမှတ်ပါတယ်နောက်ပြီးတော့ဆရာကရေးချတွေပို့တာလေးလို့ကြောဒီလိုလေးပြောဥပါတယ်မလိုအပ်ဖဲပိုတတ်သည့်ရေးချကိုမမောင်းအောင်တတိချက်ရေးတတ်စေလိုပတ်ဝန်းကျင်ဘေးဥပတ်နှင့်ဒဏ်ခတ်သည့်ဒဏ်ထိုမန်းတက်ဆိုတဝမြက်ကန်းငယ်တက်ဖျားအာယုံလာအာယုံတက်ကယ်နှင့်အနာဂတ်ဆိုနောင်ခါအတွက်ကိုလရေးချတွေပုံမဆွတ်ပါနှင့်စင်ဆက်ရေးကြဆိုပြီးတော့မှပြောမှုပါတယ်အဲ့ဒါတွေမှာဆိုရင်ရေးချမလိုအပ်ဖဲနဲ့မထည့်ရဘူးဆိုပြီးတော့ပြောမှုပါတယ်ကဲဒါလေးတွေကဆရာတို့ဒီနွေရာသီ3လအတွင်းမှာလေ့လာခဲ့တဲ့တပ်ပုံတွေဖြစ်ပါတယ်အခုဆရာ record လည်းယူထားတယ်ဒီ record လေးကိုလည်းဒါတို့တပီတို့ပို့ပေးမယ်ဒါဆိုရင် hori video file hori record ကအသုံးဝင်လားမဝင်ဘူးလားဒါတို့တပီတို့ ဝင်ပါတယ် ပါရဲ့ဆရာ ဝင်ပါတယ်နော်တချို့ဆရာမတွေဆိုရင်တော့မှဒါလေးတွေနဲ့ကလေးတွေကိုပြန်တင်လိုက်မယ်ဆိုရင်တော့မှကလေးတွေနဲ့တပ်ပုံတွေမှားနိုင်ပါအောင်မလားဒါတို့တပီတို့ မမားနိုင်တော့ဘူး မမားနိုင်တော့ဘူးเนาะဒါကြောင့်သားတို့သမီးတို့ကเนาะဒါလေးတွေကိုဆရာကအခုသားတို့သမီးတို့လေ့ကျင့်ပေးတယ်မှတ်ပေးတယ်ချုပ်ပေးထားတယ်ပြန်ပြီးတော့မှနှွေးပေးထားတယ်အားရင်အချိန်ရရင်ဒါလေးတွေပြန်နားထောင်ရတယ်သားတို့သမီးတို့เนาะရမလားအားလုံး
ရပါတယ်ဆရာ ရပါတယ်ဆရာ ရပါတယ်ကဲဒါဆိုရင်ဆရာရဲ့သင်ခန်းစာလေးကိုဒီနေ့မှာတော့ဒီလောက်နဲ့ပဲနားချင်ပါတယ်မနေ့ဖက်နောက်ဆုံးရက်လေးမှာဆရာတို့ပြန်ပြီးတော့မှဆုံတွေ့ပါမယ်အဲ့ဒါဆရာအားလုံးဒီမှာနှုတ်ဆက်ပါမယ်အားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပြီးတော့ကပ်ပေးအဖျားဖျားကနေကင်းဝေးပါစေမနေ့ဖက်မှာဆရာတို့ပြန်ပြီးတော့မှဆုံတွေ့ပါမယ်အားလုံးပဲမင်္ဂလာပါဗျာဆရာအောက် မ ပါ င်္ဂလာပါဗျာ ကျေးဇူးတင်ပါတယ်